အခုလေ့ကျင့်ခန်းတည်တဲ့သမားတီထဲမှာပါဝင်တဲ့နံပါတ်5ရဲ့နံပါတ်ခါခွေလေးကိုထပ်ပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်။အခုလို irrational gain တွေကိုဖြည့်ရှင်းတော့မယ်ဆိုရင်ပထမတစ်ချက်ပိုင်းခြေကို rational gain ကိုအရင်ပြောင်းရမယ်။ပိုင်းခြေက rational gain ကတစ်လုံးနဲ့ဆိုရင်မျိုးတူနည်းမြောက်တွဲလိုက်ဆိုရင်လက္ခဏာဆန့်ကျင်ဘက်နဲ့မြောက်ပြီးမှဒုတိယတစ်ချက်ပေါင်းလို့မြောက်စားလုပ်ပြီးတော့กินရှင်းမှာဖြစ်ပါတယ်။အဲ့တော့ဒီနံပါတ်5နံပါတ်ခါခွေက root 3 by root 3 minus 1 plus 1 by root 3ဆိုတဲ့ပုံစံလေးဖြည့်ရှင်းပါမယ်။အဲ့တော့ဒီမှာကိန်းကဘယ်နှမျိုးလုံးပါလဲဆိုရင်ဒီမှာတစ်ပိုင်းပြီးမှဒီဘက်ကတစ်ပိုင်းအဲ့နှစ်ပိုင်းကိုပြန်ပြီးပါလောက်ထားလဲဆိုရင်ပေါင်းထားတာဖြစ်ပါတယ်။အဲ့တော့ဆရာမတို့ကပိုင်းခြေမှာရှိနေတဲ့ irrational gain ကို rational gain ဖြစ်အောင်ပြောင်းမယ်။အတွဲလိုက်ကြီးဖြစ်နေတဲ့အတွက်လက္ခဏာဆန့်ကျင်ဘက်နဲ့မြောက်ပါမယ်။အဲ့တော့အောက်ကိုလက္ခဏာဆန့်ကျင်ဘက်နဲ့မြောက်ရင်အပေါ်ကိုလည်းလက္ခဏာဆန့်ကျင်ဘက်နဲ့ထည့်ပြီးတော့မြောက်ရမှာဖြစ်ပါတယ်။အဲ့တော့ဒီမှာလက္ခဏာ minus ဆိုရင်လက္ခဏာဆန့်ကျင်ဘက်ဖြစ်တဲ့ plus root 3 plus 1နဲ့အပေါ်ရောအောက်ရောဘာလုံးမှလဲဆိုရင်မြောက်မှာဖြစ်ပါတယ်။ပြီးရင်ဒီမှာလက္ခဏာအပေါင်းဖြစ်တဲ့အတွက်အပေါင်းအဲ့တော့ဒီမှာ root 3ကပိုင်းခြေမှာ irrational gain ကိုမှတစ်မျိုးလေးဖြစ်တဲ့အတွက်အဲ root 3လေးကိုပြောက်ချင်ရင်မျိုးတူနဲ့မြောက်မှာဖြစ်ပါတယ်။အဲ့တော့အောက်ကို root 3နဲ့မြောက်ရင်အပေါ်ကိုလည်း root 3နဲ့မြောက်မှာဖြစ်ပါတယ်။နောက်ထပ်တစ်ဆင့်အားလေးကိုမြောက်မှာပဲဖြစ်ပါတယ်။ root 3 minus 1 root 3 plus 1ဖြစ်ပါတယ်။အပေါ်မှာ root 3မြောက်ပါနဲ့ root 3 into root 3 plus 1ဖြစ်ပါတယ်။အဲ့မှာ root 3နဲ့ root 3နဲ့မြောက်ပါမယ် root 3 into root 3ဖြစ်ပါတယ်အဲ့တော့1နဲ့ root 3နဲ့မြောက်တော့ root 3ဖြစ်ပါတယ်အဲ့တော့အခုဆက်ပြီးတော့အပေါင်းတစ်ခွင်းအနှုတ်တစ်ခွင်းနှစ်ထပ်ကိန်းများနှုတ်ချင်းအဲ့တော့ရှင်းနှစ်ထပ်နောက်နှစ်ထပ်အနှုတ်ပေါင်းတစ်ခွင်းအနှုတ်တစ်ခွင်းလို့ရေးလိုက်ရပါတယ်အဲ့တော့ရှင်းနှစ်ထပ်ဆိုတော့ root 3ဘယ်နှစ်ထပ်လဲဆိုရင်နှစ်ထပ်အဲ့တော့နှုတ်ပြီးရင်နောက်မှာ1ရှိတဲ့အတွက်1ဘယ်နှစ်ထပ်နှစ်ထပ်ဖြစ်ပါတယ်အပေါ်မှာလည်းတစ်ခါလေးဝင်မြောက်မယ် root 3နဲ့ root 3နဲ့မြောက်မယ်ပြီးရင်အပေါင်း root 3နဲ့1နဲ့မြောက်တော့ root 3ဖြစ်ပါတယ်ပြီးရင် plus root 3နှစ်ခါမြောက်တဲ့အတွက်3အပေါ်ကမြောက်စရာမရှိတော့ root 3ပြန်ရေးမှာဖြစ်ပါတယ်ဒီလိုဆက်ရှင်းပါမယ်အဲ့တော့ root 3နှစ်ထပ်ဆိုတော့3 1နှစ်ထပ်က1 root 3နဲ့ root 3နဲ့မြောက်ရင်3 plus root 3ဖြစ်ပါတယ် plus 3 by root 3ဖြစ်အခုပဲစာမျက်နှာမဆန်းလို့ဒီဘက်စာမျက်နှာမှာဆက်ပြီးတော့တက်ပြပါမယ်3ထဲက1ကိုနှုတ်တော့2အပေါ်က3 plus root 3ပြီးရင်ဒီဘက်ကဆက်ပြီးတော့ပြန်ရေးပါမယ်ဘာမှလုပ်လို့မရသေးတဲ့အတွက်ကြောင့်ပါအဲ့တော့ဒီမှာဂိမ်းတစ်ခုဖြစ်သွားပြီဒီမှာဂိမ်းတစ်ခုဖြစ်သွားပြီအဲ့တော့ဒီဂိမ်းနှစ်ခုကိုပြန်ပြီးထပ်ရှင်းရမယ်အဲ့တော့ဂိမ်းတွေပိုင်းဂိမ်းတွေဆရာမတို့ကပေါင်းမယ်ဆိုလို့ရှိရင်ပိုင်းစီတူမှာပေါင်းလို့နှုတ်လို့ရတဲ့အတွက်တို့ပိုင်းစီတူအောင်ရင်လုပ်မယ်2ကို3နဲ့မြောက်လိုက်မယ်အဲ့တော့3 plus root 3ကိုလည်းဗာနဲ့မြောက်မယ်အောက်ကို3နဲ့မြောက်ရင်အပေါ်ကိုလည်း3နဲ့မြောက်ပါမယ်ပြီးရင် plusအောက်က3ကို2နဲ့မြောက်ပါမယ်အောက်ကို2နဲ့မြောက်ရင်အပေါ်ကိုလည်း2နဲ့မြောက်ပါမယ်အဲ့တော့2နဲ့3နဲ့မြောက်ရင်2နဲ့3နဲ့မြောက်တော့6 3 3လီကို3နဲ့ root 3နဲ့မြောက်တော့3 root 3အပေါင်းကအပေါင်း3နဲ့လီ6 2 root 3ဖြစ်ပါတယ်အဲ့တော့ဒီမှာစစ်ချင်းတူသွားပြီဖြစ်တဲ့ပိုင်းကြီးစစ်ကိုပုံယူမယ်အဲ့တော့9 plus 3 root 3အဲ့တော့ပေါ်ပေါင်းမယ် plus 2 root 3ဖြစ်ပါတယ်ရှင်အဲ့တော့ပိုင်းကြီးစစ်ကစစ်အဲ့တော့9 plus 3 root 3နဲ့2 root 3ရဲ့မျိုးတူတာroot 3 root 3ချင်းတူတာဖြစ်တော့ပေါင်းမယ်3နဲ့2နဲ့ပေါင်းတော့5 root 3ဖြစ်ပါတယ်အဲ့တော့ဒီဟာလေးကတော့တဆင့်ချင်းတွဲတဲ့နီလန်လေးဖြစ်ပါတယ်ရှင်